မရှိမဲ့ငုတ်တိုလေးကိုဗီဒီယိုကောခေါ်ပြီးတော့ငါဆိုင်ရဝန်ထမ်းတွေကိုပြရင်နင်တို့ဘာရလဲငါပြောစမ်းပါသိချင်လို့ယောက်ျားလေးတွေလေပုတ်ပန်းလေးစက်တော်တက်တယ်ဗီဒီယိုကောခေါ်ပြီးတော့ပြတာတဲ့မနဲ့တော့ကတော့ငါဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလည်းလေကောင်းကောင်းမနေရဘူးသူတို့ဒါအဲ့ဒီနင်တို့ရဲ့မဲကြုံနေတဲ့ဟာလေးတွေကိုစိတ်ဝင်စားရင်တခြားနေရာမှာသွားလုံမှာပေါ့ပြောမယ်နော်မနက်ကတဲ့ဒီမှာဗီဒီယိုကောခေါ်ပြီးတော့ဒီဖုန်းနံပါတ်နဲ့ဦးအားလောက်တာတဲ့ကျန်ငါပြောချင်တာကွာဗီဒီယိုကောခေါ်ပြီးဒီဘက်ကမျက်နှာကိုလည်းမမြင်ရ ZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်နင်တို့ရဲ့လေမရှိမဲ့ငုတ်တိုလေးကိုဗီဒီယိုကောခေါ်ပြီးတော့ငါဆိုင်ရဝန်ထမ်းတွေကိုပြရင်နင်တို့ဘာရလဲငါပြောစမ်းပါသိချင်လို့ယောက်ျားလေးတွေလေပုတ်ပန်းလေးစက်တော်တက်တယ်ဗီဒီယိုကောခေါ်ပြီးတော့ပြတာတဲ့မနဲ့တော့ကတော့ငါဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလည်းလေကောင်းကောင်းမနေရဘူးသူတို့ဘာကိုအေးစေးကောင်းကောင်းဝယ်လှုပ်ရှားနေနေကိုလေတနေ့လေပဲမြင့်ဘောင်းစုံမဲကျုပ်ပြီးတော့မှုဆွဲနေရဟာတွေလာမပြနဲ့ငါတို့စိတ်ဝင်စားဘူးငါဆိုင်ရလူတွေကအဲ့ဒီဟာတွေကိုစိတ်ဝင်စားလို့တော့အထယ်ဆိုင်မှာလုပ်နေတာသူတို့ဒါအဲ့ဒီနင်တို့ရဲ့မဲကြုံနေတဲ့ဟာလေးတွေကိုစိတ်ဝင်စားရင်တခြားနေရာမှာသွားလုံမှာပေါ့ပြောမယ်နော်မနက်ကတဲ့ဒီမှာဗီဒီယိုကောခေါ်ပြီးတော့ဒီဖုန်းနံပါတ်နဲ့ဦးအားလောက်တာတဲ့ကျန်ငါပြောချင်တာကွာဗီဒီယိုကောခေါ်ပြီးဒီဘက်ကမျက်နှာကိုလည်းမမြင်ရအောင်အဲ့လိုဦးအားလောက်တော့ပြီးသွားရောလားအဲ့ဒီထက်ဆိုးတာတခုရှိသေးတယ်ဒီမှာသူ့ဖုန်းထဲမှာမြင်လိုက်တာတဲ့နော်ဒီမှာအဲ့ဒါဒီရက်ထဲမှာအဲ့ဒါလေးကြီးပဲလာနေရနော်ဖုန်းနံပါတ်တွေချပေးထားတယ်ဆိုတာလေသိလားဈေးဝယ်ဖို့အတွက်ချပေးထားတာနင်တို့ဦးအားလာလို့ဖို့အတွက်မဟုတ်ဘူးနော်နောက်တစ်ခုရှိသေးတယ်အစိုးဝါဆုံးကလေပြီးတော့မှဖုန်းခေါ်တာအပြင်ကောနဲ့နော်ဗီဒီယိုကောနဲ့ခေါ်တာကိုငါမပြောသေးဘူးအပြင်ကောနဲ့ဖုန်းခေါ်ဟယ်လိုဆိုပြီးတော့ဒီဘက်ကနေမိန်းကလေးတန်လဲကြောက်လေဦးအားအဲ့တန်နေထွက်နော်ဟဲ့ဒီတိုင်းဘာတိုင်းလဲပေါ့ပထမတစ်ခါချလိုက်ခါထက်ခေါ်တာနဲ့တစ်ခါကင်ပြီးတော့ဟယ်လိုဆိုရင်နားထောင်လိုက်တော့လေညီးတန်နေထွက်နော်ဟိုဘက်ကနေပြီးဟမ်အဲ့ဒါဆိုတော့ဒီဖုန်းမဟုတ်တော့ဆိုချလိုက်တော့ဘယ်ဟုတ်မလဲသူကဒီဘက်ကိုဖုန်းခေါ်ပြီးတော့ဒီဘက်ကနေဟယ်လိုဆိုတဲ့ကျမတို့ကဈေးရောက်လာဆိုချိုတာတဲ့အတန်လေးတွေလေအဲ့ဒီချိုတာတဲ့အတန်လေးကိုနားထောင်ပြီးတော့ဟိုဘက်ကနေပြီးတော့စီးစိမ်နေခံစားရတယ်သူကနေပြီးတော့ဟမ်တရားမလွန်လုံးလားနင်တို့ယောက်ျားလေးတွေဒီလောက်ထိအခုခေတ်ကြီးမှာဗာလဲ Telegram တွေ Google တွေမှာအဲ့ဒီခါရှာလို့ရတယ်မဟုတ်ဘူးလားသွားရှာပြီးတော့မှကြည့်လိုက်မဟုတ်ဘူးငါဆိုင်ရသွားသူနေတဲ့မိန်းကလေးတွေကိုဗီဒီယိုကောခေါ်ပြီးတော့ဟာမတီကောင်စားပတ်တဲ့အတန်နေနဲ့ပြောနေကြနင်တို့စိတ်ဝင်စားလားကျုံနေမြင်လိုက်ရလားဝတ်တော်ဝါတာဟာတဲ့သူကနေရအောင်ရှင်းလေးကသူကရှင်းလေးမြင်လိုက်ရတာလေစဉ်းစားကြည့်ကြအထဲဆိုင်မှာကောင်းပဲလှုပ်ရှားနေတော့မကောင်းခေါ်တာသူ့ဖုန်းခေါ်တာသူ့ဖုန်းခေါ်ပြီးတော့သူ့ပြတာကိုသူမအားလို့သူကကင်လိုက်တာကိုသူကမြင်သွားတာသူကကျတော့စောစီလက်ကြီးကောင်းတာတချို့ကောင်တွေဆိုရင်ကိုဟာတော်ကိုအစ်စ်မပို့ဘူးနော်တခြားသူများရဲ့ပုံကြီးကိုပို့လာပြီးတော့အဲ့ဒါကြီးကိုငါတို့လာပြီးမပို့ကြပါနဲ့တောင်းပန်ပါတယ်ကျမဆိုင်ရလူတွေကလည်းရိုးနေပါပြီအဲ့ဒါတွေမြင်ရလုံးအားကြီးလို့စိတ်မဝင်စားပါဘူးသူတို့ရီးစားရတော့သွားမတွေ့ဘူးစိတ်မပါလို့ပါရှင်တောင်းပန်ပါတယ်လာမပို့ကြပါနဲ့ရမ်းနောက်ရှက်ဖြစ်လို့ပါအဲ့ဒါနဲ့ဘာဖြစ်နေလဲထိုင်စားတာအာမရတော့တုံလဲပြီးစားထမင်းနေလည်းကျွတ်နေပြီပြီးငါ့မတင်နဲ့ဘယ်ဟာကြောသိုးဆောင်နေလဲကုန်ကန်ဒီမှာသိုးဆောင်တယ်ဟိုတပတ်ကလုံးကုံတော့ဝယ်မှာဘာရကြောဘာဖြစ်လဲတိုးတော်နေလားဟလားဟာဆိုကြဟိုနင်းစားတပတ်ကလုံးလည်းကုံနေပြီလေအဲ့တော့ねဘာဘယ်ရတော့လဲတော့မှာတော့ဟဲ့ဆရာကြီးနင်းရုပ်ချက်တဲ့ဆရာကြီးဖြစ်သွားပြီမလို့ပြမယ်စက်တဲ့ရုပ်ကြီးပြမှာဟိုနေပြေးဒီတပန်းလဲကုန်ပြီဟဲ့နော်ဇီဒီတက်ထုံးကြီးလဲကုန်ပြီအစောတပတ်ကလည်းကုန်ပြီအဲ့ဒါကိုနင်းကတိုးတော်နေတယ်ဆိုပြီးတော့ပစတဲ့ထဲနေဘာလဲကောဘာလဲဟိုဒီတယောက်ကိုလည်းကြည့်လိုက်အောင်မထနိုင်တော့လို့လေဘိုက်ကိုလည်းကြည့်အောင်ကိုလာလွယ်ဆွဲလာဘာဘိုက်ဖြစ်တော့အော်ကိုပဲတည်တယ်မလားအေးဆူဆူလေးနဲ့သူတို့အင်းကြီးရှိပိမ့်ပါအင်းကြီးရှိပိမ့်ပါအော်သိပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်
ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်